မျိုးသမီးများဓမ္မတာပန်းပွင့်လန်းတဲ့အချိန်မှာအမျိုးသမီးလားစင်တုံးကို၄နာရီတစ်ခါလဲဖို့အတွက်အချိန်တစ်ခုပေးရမိလောတတ်တတ်ကြပါတယ်ဒီလိုဆိုလို့ရှိရင်တော့အမျိုးသမီးတွေအသက်အိမ်ကျန်းမာရေးရေရှည်မှာစိုးရိမ်ရနိုင်ပါတယ်ဒီအတွက်အဖြစ်ရတော့ရှူရရဲ့18နာရီကြာဘက်ထရီယာပေါက်ဖွားမှုကိုကာကွယ်ပေးနိုင်တဲ့အမျိုးသမီးလားစင်တုံးကိုရွေးချယ်ပေးဖို့အတွက်လိုအပ်ပါတယ်ရှူရလာစဉ်တုန်းက18နာရီကြာဘက်တီးရီးယားပေါက်ပွားမှုကိုအပြည့်အဝကာကွယ်ပေးနိုင်တဲ့ဆိုတဲ့အချက်ကိုစင်ကာပူနိုင်ငံမှာရှိတဲ့နိုင်ငံတကာအတိအမှတ်ပြုဓာတ်ခွဲခန်းရရှိထားတဲ့ TUV certificate များကသက်သေပြုပေးနိုင်ပါတယ်ရှင်ရှူရအမျိုးသမီးလားစင်တုံးအထုပ်တိုင်းမှာမိမကိုကျန်းမာရေးကိုစစ်ဆေးပေးရဲ့ test kit လေးတွေပါဝင်တာမို့လို့မိမိတို့ကိုယ်တိုင်အလွယ်တကူစစ်ဆေးနိုင်ပါတယ်ရှင်ရှူရ test kit လေးတွေရာဆိုလို့ရှိရင်မိမကိုမှာလိုအပ်တဲ့ pH level ကိုစစ်ဆေးပေးတဲ့ kit လေးတွေဖြစ်တာမို့လို့တစ်လမှာ2ကြိမ်အထိအလွယ်တကူစစ်ဆေးနိုင်ပါတယ်စစ်ဆေးမှု result မှာမိမိတို့ရဲ့ pH level အနေထားလိုက်အရောင်ပြောင်းလဲမှုပေါ်မူတည်ပြီးတော့လိုအပ်လို့ရှိရင်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီးကုသမှုစောလင်စွာခံယူနိုင်မှာပဲဖြစ်ပါတယ်ရှင်ဓမ္မရလာချိန်မှာကိုချစ်သူကောင်မလေးကဟော်မုန်းပြောင်းလဲကြောင့်စိတ်တူဒေါသထွက်တာဝမ်းနေတာအားငယ်တာဖြစ်တတ်တာမို့လို့အပြစ်မမြင်မဲနဲ့သူ့အတွက်လိုအပ်မဲ့အရာလေးကိုကြိုတင်တွေးပြီးတော့ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်ခင်ဗျပြီးတော့ကိုချစ်သူကောင်မလေးအတွက်လားစင်သုံးဝယ်ပေးတာမိမကိုတန်းစီဝယ်ပေးတာတွေကလည်းရှက်စရာမဟုတ်ပဲကိုချစ်သူကောင်မလေးအတွက်ချစ်ချောင်းထုတ်ပေါ်ပြတာတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျဒီအချက်တွေကိုပြတာပေးပြီးကိုချစ်သူအတွက်ချစ်ချောင်းဂရုစိုက်ချောင်းပြတာပြီးကိုချစ်ရတဲ့သူရဲ့နာကျင်ရတဲ့ချိန်တိုင်းမှာရှူရတဲ့သူယူရကူညီကာကွယ်ပါရှူရရဲ့ထုတ်ကုန်တွေကို City Mart, Ocean, Marketplace, ရွှေအိုအစရှိတဲ့အယောင်ဆိုင်များနဲ့မြို့နယ်တိုင်းရှိအယောင်ဆိုင်များမှာလည်းဝယ်ရရှိနိုင်ပါတယ်။ထို့အပြင်ရှူရမြန်မာ Facebook Page ရဲ့ Messenger မှာလည်းအသေးစိတ်စုံစမ်းရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်။အမျိုးသမီးတိုင်းရွေးချယ်တဲ့ကျန်းမာရေးဖော်မွန်ရှူရ